ဒီ record ကိုလုပ်ပြရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့ဒီ video program ထဲမှာဝင်လေ့လာနေပြီးတော့စူးစမ်းနေတဲ့ညီကိုတွေပြီးလို့ရှိရင်တချို့တွေကကျွန်တော်ရဲ့ Discord live session တွေမှာလာမ join ရတာရှိရဲဒါကကျွန်တော်တို့မအားလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လူတွေအတွက်ကိုမျိုးကျွန်တော် chat ကိုကြည့်ပြီးဆိုတာလည်းပေါ့နော်ဘာတွေရှာလဲဘာတွေပုံမှာကျွန်တော်အခြေခံလဲဆိုတာလေးဒီကိုဒီအပတ်အတွက်ကိုပေါ့နော်ကျွန်တော်ကြည့်ရင်လည်းrecord လေးထားပါတယ်ဆိုတော့အဲ့ဒါတွေချက်ကြည့်ပါဆိုတော့အရင်ဆုံးကျွန်တော်ကဘာကိုကြည့်ရမလဲဆိုတော့ map ကိုကြည့်ဖို့လိုပါတယ်เนาะ map ဒီ time frame ကျွန်တော်ပြောင်းထားတယ်ဆိုတော့အဲ့ time frame ကိုကြည့်တဲ့အခါမှာ previous map ဒါကကျွန်တော်ဂျွန်လတစ်လလုံးဒီလုံးဝပုံမှာအကြာကောင်းတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုမှဘာကို range ကိုမှတ်မယ်ဆိုတော့ previous map high နဲ့ previous ဘာလဲဆိုတော့ map low ဆိုတော့အဲ့တော့ market ဒီကျွန်တော်တို့ဘာလုပ်သွားပြီလဲဆိုတော့ကျွန်တော်တို့ range ကိုတော့တည်ပြီအခုလောလောဆယ်ဒီ July လလက်ရှိဆိုလို့ရှိရင်ကျွန်တော်လကုန်တော့မယ်လကုန်ချိန်မှာအောက်ကိုလည်းမပေါက်သေးဘူးကျွန်တော်တို့ပဲလို့လဲအပေါ်လည်းမရောက်သေးဘူးအဲ့တော့ဒီလကအဖြေမဟုတ်သေးဘူးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဒီလပြီးသွားတဲ့အခြေအနေပေါ်မှာမူတည်ပြီး market ဒီဘယ်ကိုသွားရလဲဘယ်ကိုဖောက်နေတဲ့ပုံမူတည်ကျွန်တော်တို့ဖြစ်လာနိုင်ခြေတွေကအများကြီးရှိတယ်အဲ့တော့ဆိုတော့ကျွန်တော်တို့ man ရဲ့ range ကိုတည်ပြီဆိုလို့ရှိရင်ကျွန်တော် V level ကိုသွားမယ်ဆိုတော့ V level ကိုရောက်တဲ့အခါမှာเนาะကျွန်တော်တို့ဘာကိုကြည့်ရမလဲ okay week high နဲ့ we low ကိုကျွန်တော်တို့ဘာလို့ဟုတ်လဲအရင်ဆုံးပြန်ပြီးမှတ်ထားမယ်အဲ့တော့ market ဒီ previous week နော်ဒါက previous week July 23ကနေပြီးတော့ကျွန်တော်ထင်တယ် maybe ဟိုအထိထင်တယ်ကျွန်တော်date page sorry ကျွန်တော် date ထားကြည့်လိုက်73ကနေပြီးတော့စက္ကွန်ဒီเนาะဆိုအဲ့ဒီဘက်အစားပေါ့နော် okay အခုဒါကတော့ဒီဘက်ပေါ့နော်ကျွန်တော်ဘယ်လောက်လဲဆိုတော့20ကနေ24ထိ okay ဆိုတော့ကျွန်တော်နည်းနည်းလေးပြန်ကြည့်နေရလို့ okay ဆိုတော့အဲ့ဒီအဲ့တော့ဒီ week မှာဆိုလို့ရှိရင်ကျွန်တော် previous week high เนาะပြီးတော့ကျွန်တော်တို့ previous week လို့ကျွန်တော်ဘောက်ထားတွေ့ရလဲ market မှတ်ထားရှိတယ်အဲ့တော့ဒီဘက်မှာကကြတော့ဘာဖြစ်သွားလဲ previous week high ကို market ကဖောက်ဝင်သွားတယ် okay အဲ့တော့ဒီ swing ကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် market ဒီဘယ်လိုသွားနေလဲဆိုတော့ကျွန်တော်ပြမယ်เนาะဆိုတော့ okay market ဒီကနေစလိုက်တယ်အောက်ကိုဆင်းသွားတယ် price ဒီ H channel တစ်ခုဖန်တီးပြီးတဲ့အခါမှာကျွန်တော် internet holy liquidity တွေကိုပြန်သွားတယ်ဒါကျွန်တော် daily တို့1 hour တို့မှာကြည့်မယ်ဆိုလို့ရှိရင်တရားပေါ့ gap တွေ order block တွေเนาะစသဖြင့်ဒါတွေအများကြီးရှိမယ်အဲ့ဒီကနေမှ H channel liquidity ကိုဖောက်ပြီးတော့နောက်ထပ် H channel liquidity တစ်ခုထပ်ပြီးတော့လုပ်ထားတယ်အဲ့ဒီအချိန်မှာဘယ်ကိုပြန်သွားတာပဲလဲကျွန်တော် internet ပဲเนาะ internet ကိုပြန်သွားပြီးတဲ့အခါမှာဒီကျွန်တော် week time frame မှာတော့မြင်နေရပါတယ်ဒီမှာကျွန်တော်တို့ဘာကြီးကြံနေခဲ့တာလဲ gap เนาะဒီမှာကျွန်တော် weekly ရဲ့ gapအဲ့ဒီ gap ရဲ့ 50% ကိုဟိုးရပြီးတဲ့ခါမှာ price ကဘာလို့သွားတာပဲလဲတစ်ဖြန်းပြန်ပြီးတော့ external liquidity ကိုပြန်လာယူသွားတယ်အဲ့တော့ new external liquidity ဘာလို့သွားလဲ here ဒီမှာကျွန်တော်တို့ရှိနေတယ်နော်အဲ့တော့အဲ့လိုကနေပြီး market ကဒီမှာတစ်ဖြန်းပြန်ပြီးတော့ဘာလို့တွေ့ရလဲကျွန်တော်တို့ internet ကိုပြန်သွားတာတွေ့ရတယ်နော် internet မှာရှိတဲ့ gap တစ်ခုခုကျွန်တော် daily တော့၎င်း1 hour တော့၎င်း4 hour တော့၎င်းစသည်ဒီမှာကျွန်တော်တို့ order block တွေရှိမယ် gap တွေရှိမယ်အဲ့ဒီကနေ price ကပြန်ပြီးတော့ဆင်းလာတယ်ကျွန်တော် new external တစ်ခုထပ်ပြီးဖန်ပြီးရအဲ့အချိန်မှာ price ကနောက်တစ်နေ့အပေါ်တက်ပြီးတဲ့အခါမှာတိတ်ကျွန်တော်တို့ဘာလို့သွားလဲဒီဘက်မှာနောက်ထပ် new H channel တခုကျွန်တော်တို့ဖန်တီးထားတော့တွေ့ရပါတယ်အဲ့တော့ liquidity အနေနဲ့ H channel ကဘယ်မှာရှိတယ်ကျွန်တော်တို့အနေနဲ့ဒီမှာရှိတယ်เนาะအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်ဟောဒီ H channel ရှိနေတဲ့ liquidity အပတ်ရဲ့ကနေစပြီးတော့မာကပြန်ပြီးတော့ပါသွားတယ်အတက်ဘက်ကိုသွားတယ်ပြန်ပြီးတော့ကြာလာဒါပေမဲ့ H channel liquidity ကိုကျွန်တော်တို့မယူထားသေးအောင်တွေ့ရတယ်အဲ့တော့ဒီဘက်မှာတော့ဆက်ပြီးတော့အပေါ်ကိုတက်သွားတယ်အဲ့တော့ market ဒီဘာကိုထပ်ပြီးပြောခြင်းလဲဆိုတော့ကျွန်တော်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်เนาะ1D လောက်ကိုသွားကြည့်ဖို့လုပ်မယ်เนาะကျွန်တော် 1D လောက်ကိုသွားကြည့်မယ် okay ဆိုတော့ daily time frame ကိုကျွန်တော်တို့ဖြည်းဖြည်းနဲ့ရောက်လာတဲ့အခါမှာ daily ရဲ့ market ရဲ့ swing structure ပေါ့เนาะကျွန်တော် swing structure ဘာပြောနေလဲဆိုတော့လေကျွန်တော်တို့ကဒီဖို့လုပ်တယ်เนาะအဲ့ဒါ okay အဲ့တော့ daily မှာဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာရှိခဲ့တဲ့ရှေ့က uptrend ကိုကျွန်တော်တို့ break out ဖြစ်ပြီးတော့ဒါကဒီဘက်မှာဒါ6ရထားတယ်ဟာเนาะဆိုတော့အဲ့တော့ daily ရဲ့ inducement level ကဘယ်နေရာမှာကျွန်တော်ရှိနေလက်ရှိနေရာမှာဆိုလို့ရှိရင်ဒါလိုဝလို့ဖြစ်ခဲ့တယ်ပရင်းကကျွန်တော်တို့ weekly time မှာကြည့်ခဲ့တယ်ပေါ့နော် H channel liquidity ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့တော့ liquidity နဲ့ကျွန်တော်ပြီးတော့ structure နဲ့ကိုတွဲပြီးပြပြရအောင်နော်ဆိုတော့ဒါဒီလိုဝလို့ဖြစ်ဖို့ဆိုလို့ရှိရင် 1D time frame မှာ inducement level ကိုကျွန်တော်တို့ဘာလို့ပို့လို့လဲကြုံပို့လို့လဲအဲ့တော့ inducement ဒီဘယ်နေရာမှာရှိလဲနောက်ဆုံး last pullback ဒီရနော်နောက်ဆုံး last pullback ဒီကျွန်တော်ရဲ့ဒီရဲ့သူတွေတော့ပြောကြရမလို့ထင်တယ်အဲ့တော့ကျွန်တော်ဒီမှာဘာလို့ထားလဲ daily ရဲ့ inducement ကိုကျွန်တော်သတ်မှတ်ထားတယ်အဲ့တော့ price ဒီ lower low ဆိုတော့အတည်ပြုဖို့အတွက်အဲ့ဒီ inducement အပေါ်ကိုကျွန်တော်တို့ကြော်ဖို့လိုတယ်တနည်းအားဖြင့်ကျွန်တော်နားလည်ထားလို့ရတာဒီဒါဒီ internal liquidity ကိုပြန်ရုံးမယ်ကျွန်တော်နားလည်ထားလို့ရတယ်အဲ့တော့ဒီဟာလေးဒီ internal liquidity အဖြစ်ကျွန်တော်တို့ရှိနေဆိုရင်အဲ့ဒီဂျားထဲမှာကျွန်တော်ဘယ်ဟာပဲကျွန်တော်တို့ကြည့်တော့ဒီ range လောက်ကိုပဲအရင်ကြည့်ပါအောင်
နော်ဆိုတော့ဒီ range လောက်ကိုပဲအရင်ကြည့်မယ်ဆိုလို့ရှိရင်ဟောဒီမှာကျွန်တော် daily မှာပါတွေ့ရတယ်လာပြီးမှ fade သေးတယ်ကျွန်တော် gap ကိုတွေ့ရတယ်နော်ဆိုတော့ဒီမှာ fade သေးတဲ့လောက်ကတော့ဘာလို့သွားလဲ fade ထားတယ်ဒါပေမဲ့ကျွန်တော်တို့မ fade သေးတဲ့အပိုင်းကိုကျွန်တော်ထပ်ပြီးတော့လောက်ထားတယ် okay ဒါ daily မှာကျွန်တော်မြင်ရတဲ့ gap အဲ့တော့ price ဒီ inducement level ကလည်းဒီမှာရှိတယ်နော် gap ကလည်းဒီမှာရှိတယ်ဟောဒီမှာကျွန်တော်တို့ရှိနေဆိုလို့ရှိရင် price ကဘာလို့နိုင်ကြီးရှိနေသေးတာပဲလေအနေငယ်ပြန်ပြီးတော့တက်လာနိုင်ကြီးရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဒီဒါဒီ internet ကိုဘာလုပ်နေရလဲ liquidity ပြန်ယူနေတဲ့သဘောလို့ကျွန်တော်မြင်လို့ရတယ်နော် okay ဒါ liquidity သဘောတရားအနေနဲ့ structure နေရဆိုလို့ရှိရင် inducement ကိုကြော်မယ်ပြီးတဲ့ခါမှာကျွန်တော်နောက်ထပ်ဒီ lower low ကိုတက်မှတ်ပြီးတော့ lower low ကိုပြန်ပြီးဖောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော် lower ရမယ်ဒါဆိုရင် market ကဒါ daily ရဲ့ buy ကိုကျွန်တော်မြင်ရမယ်အဲ့တော့လောလောဆယ်မှာ daily buy တွေဘာဖြစ်နေလဲရှိရတယ်အပေါ်တစ်ခုခု level တစ်ခုခုယူတာမျိုးထပ်ပြီးတော့ဖြစ်နိုင်သေးတယ်နော်ဆိုတော့ okay ကျွန်တော်တို့1 hour အဆင့်ကြည့်လိုက်မယ်နော်1 hour ကြည့်တဲ့အခါမှာရှုပ်စရာဘာမှမရှိဘူးเนาะကျွန်တော်အကုန်မြင်းလေးနဲ့ level လေးတက်ပြီးတော့မှတ်ထားပြီ1 hour ကြည့်တဲ့အခါမှာကျွန်တော်တို့ဘာစဉ်းစားရလဲ daily ရဲ့ buy ရဲ့ဒီအပေါ်မှာ engagement level ရှိသေးတယ်အဲ့ဒီ level ကိုကျွန်တော်တို့ပြန်လာနိုင်ကြီးရှိရဲဆိုတော့မျိုးကျွန်တော်ပြောထားတယ်အဲ့တော့အခုကနေတော့မစင်းနိုင်ဘူးစင်းနိုင်ဒါပေမဲ့ buy ကအပေါ်လာပြီးတော့မှအောက်ကိုဆင်းလာပို့ပြီးဖြစ်နိုင်မယ်ဆိုတော့ liquidity တန်လိုက်လေးတွေကိုကျွန်တော်တို့တွေးနေရတယ်เนาะ external liquidity လေးကျွန်တော်တို့တွေးနေရတယ်ပြီးရင်ကျွန်တော်အပေါ်မှာ internal liquidity လေးကျွန်တော် adjustment ကိုတွေးနေရတယ်ဒါ daily time frame ရဆိုတော့ market ကအဲ့ဒီအပေါ်ဘာလို့လဲရှိရတယ်ရှောင်းနေရှိအဲ့တော့ကျွန်တော်တို့ဝယ်ဖို့ကြိုးစားမယ်ဆိုရင်ဘယ်နေရာကဝယ်မှာလဲဆိုရင်ကျွန်တော်ဘာလို့ဖို့လဲကြည့်ဖို့လိုတယ်အဲ့တော့မနေ့ကကျွန်တော် live stream မှာကတော့ဒါဒီပေါင်လေးဒီကျွန်တော်တို့4 hour ရဲ့ gap ကျွန်တော်တို့learner session ပြီးရချိန်မှာ live စပြီးတော့ live မှာကျွန်တော်ပြောတယ်ဒီ gap လေးကိုစောင့်ပြီးတော့ကျွန်တော် live ဝယ်မယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်เนาะဒီ gap ဒီ4 hour မှာရှိနေတယ်ကျွန်တော်တို့ဘာလဲဆိုတော့เนาะ4 hour ရှိနေတယ် fair value gap เนาะဆိုတော့ဒီ gap ကို reaction ပေးပြရတယ် price ကတောက်လျှောက်ပေါင်းထားတာတွေ့ရတယ်ကျွန်တော်တက်ထားတာကိုတွေ့ရတယ် okay အဲ့တော့လက်ရှိမှာကျွန်တော်တို့ဘယ်ဟာတွေကိုပြန်ပြီးစောင့်လောလောဆယ်မှာ market ဒီ New York Open ရောက်ပါပြီเนาะ New York Open ရောက်ပြီဆိုတော့ New York Open မှာဘာတွေ့လဲ bearish စပြီးတော့တွေ့နေဒီကနေဒီ rejection ပေးထားတယ်ဘာဟုတ်ပေးထားတာဖြစ်လဲဟောဒီဒီဘက် swing မှာဆိုလို့ရှိရင်ဟောဒီနေရာကနေစပြီးတောက်လျှောက်ကျလာတာเนาะဒီဘောပြန်မတက်သေးအဲ့တော့ဒီ liquidity တစ်ခုခုလာယူသွားတာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အောက်ကိုကျနိုင်တယ်ဆိုတာမျိုးခံရလို့ရတယ်เนาะဆိုတော့ဒါက1 hour မှာပြောရမယ့် message အဲ့တော့ကျွန်တော်တို့ဝယ်မယ်ဆိုလို့ရှိရင်ရောဘယ်နေရာတွေကဝယ်မယ်လို့စဉ်းစားလဲဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ဘာတွေ့ရလဲ gap ကျွန်တော်တို့မတွေ့ရအောင်လားတွေ့ရတယ်เนาะဒီမှာ gap ရှိတယ် okay အောက်မှာရောကျွန်တော်တို့ gap မရှိဘူးလား yes ဒီမှာလည်း gap ရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ gap တွေအဲ့လိုများနေတဲ့အချိန်မှာအလေကောင်ဟောက်ကျွန်တော်ထားဒါက fair equilibrium တစ်ခုအနေနဲ့ပေါ့နော် gap ထဲမှာ fair ဖြစ်တဲ့ဟာပေါ့ပြီးတော့ New York Open ရဲ့အောက်မှာရှိရဲဆိုတော့ Nikkei ရဲ့အစရဲ့အောက်မှာရှိဒါကကျွန်တော်တို့discount price အနေနဲ့ဘာလို့ရလဲဆိုတော့တတ်မှတ်လို့ရတယ်နော်အဲ့တော့ဒီဇုံကိုလာထောက်တယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲ5 minute မှာဝယ်လို့ရတယ်။ Okay ဒီအချိန်လေးကနေကျွန်တော်တို့ short ကျင်နေဆိုလို့ရှိရင်လည်း short လို့ရတယ်။အဲ့တော့ကျွန်တော်တို့5 minute ဆင်ရမယ်။အဲ့တော့ကျွန်တော်ပုံစံတိုင်းပဲเนาะ inducement level ကို join ချော်ပြရတယ်။ဒီဟာဒီကျွန်တော်တို့ PY ဖြစ်ဘာကိုသတ်မှတ်ထားတာလဲဆိုတော့ ဟောဒီမြင်ဒီချိန်မှာကျွန်တော်ပြောခဲ့တဲ့ဟိုးဘက်ကเนาะကျွန်တော်sorry ဒီဟောရင်ဟာကိုကျွန်တော် PY liquidity တစ်ခုအနေနဲ့ကျွန်တော်ယူမယ်ဆိုလို့ရှိရင်အဲ့ဒါကို1 hour မှာဘာလို့သွားတာတွေ့ရလဲ။ဒီဘက်မှာ1 hour မှာဆွီသွားတယ်ဆွီပြီးတဲ့အခါမှာဒီကန်နေပြီးတာဘယ်ပြလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒါကအခု5 minute မှာဆင်းထားတယ်5 minute မှာကျွန်တော်ဘာရနေပြီ inducement ကိုကြော်သွားပြီဆိုတော့ကျွန်တော်ချော်ရနေပြီအပေါ်ပြန်လို့ရှိရင်ကျွန်တော်တို့ချောင်းရတယ်ဘယ်ထိအောင်လို့ရနိုင်ခြင်းရှိတယ်ဟောဒီကျွန်တော်ဒီဆွဲထားတဲ့အစင်းရောင်ဒီ1 hour ရဲ့ gap အဲ့တော့အဲ့ဒီကနေ sorry ကျွန်တော်ပြရနေเนาะ dollar ကိုအပေါ်လောက်ပဲကျွန်တော်တို့ cover ပေးပြီးတော့ဒီလောက်ထိ AC ကျွန်တော်တို့ပေါက်လို့ရတယ်ရှောင်းရတယ်เนาะကျွန်တော်ရဲ့ buyer ကဝယ်ဖို့ဆိုပြီးမြဲလေကျောင်းတော်ကိုကျွန်တော်ဘယ်ဟာကိုကြည့်ပြီးစဉ်းစားလဲဆိုတာလည်းပြပြပေးပါတယ်ပြီးတော့ live face အဆင့်ဆင့်ကျွန်တော်ဘယ်လိုကြည့်လဲဆိုတာလည်းဒီဗီဒီယိုလေးမှာပြပြပေးသွားတယ်ဆိုတော့ဒါကကျွန်တော်ရဲ့ဂျီနီရဲ့ပုံစံလေးတွေဆိုတော့ဒီ member တွေအားလုံးကို Discord live session လေးတွေ join ဖို့လည်းကျွန်တော်မြင်နေဖိတ်ခေါ်ပါတယ်ကျွန်တော် live session လေးတွေမှာအများကြီးရှိနေပြီပါတယ်ဆိုတော့အားလုံးပဲ